ကျွန်တော်တို့အသက်နှစ်နှစ်အရွယ်တုန်းကအဖေပဲသွားလိုက်ချင်တာအဖေမနဲ့အလုပ်ကိုသွားရင်လည်းအတူလိုက်သွားခြင်းနဲ့ညဘက်အဖေအိမ်အောက်ကိုဆင်းရင်လည်းကျွန်တော်တို့အတူလိုက်သွားခြင်းတာခေါ်မသွားဘူးဆိုရင်အိမ်တကပောက်ဝမှာငိုပြီးပဲအသက်9နှစ်လောက်ရောက်တော့အဖေเจ้าကိုပို့မှအเจ้าကိုသွားခြင်းတာเจ้าလာကျူလို့အဖေရဲ့မျက်နှာကိုမြင်လိုက်ရပြီဆိုရင်ကျွန်တော်တို့မှအယမ်းပျော်သွားတာအသက်10နှစ်လောက်ရောက်တော့အဖေဘယ်ပုံစံဝစ်လဲအဲ့ဒီပုံစံမျိုးကိုဝစ်ချင်တာအဖေဝစ်တဲ့ပစိုးကိုကျွန်တော်တို့မှမနိုင်တနိုင်လေးဝစ်ချင်တာအဖေဆွတ်တဲ့ရေမွေးကိုမှလိုက်ဆွတ်ချင်တာအဖေတောက်တဲ့လက်ဖေးကိုမှလိုက်တောက်ချင်တာအသက်10နှစ်ကျော်15နှစ်လောက်ရောက်တဲ့အခါမှာအဖေဘယ်စကားပြောလဲအဲ့ဒီစကားတွေအားလုံးကိုကျွန်တော်တို့ခေါင်းထဲထည့်ထားတာတငယ်ချင်းတွေကြားထဲမှာအဖေပြောတဲ့အတိုင်းပြန်ပြောလိုက်ရရင်ကျွန်တော်တို့မှဂုဏ်ယူနေတာအသက်15နှစ်ကျော်20လောက်ရောက်လာတဲ့အခါမှာငါအဖေပြောတဲ့စကားတွေကတော့မှန်ပါတယ်ဒါပေမဲ့တချို့စကားတွေတော့ငါလက်ခံလို့တော့မရဘူးအသက်20ကျော်25ရောက်လာတဲ့အခါမှာငါအဖေဘာတွေပြောနေလဲမသိပါဘူးငါအဖေဘာတွေပွားနေလဲမသိပါဘူးတခုမှငါနဲ့အစင်မပြေပါလားအသက်25နှစ်ကျော်30ရောက်လာတဲ့အခါမှာအဖေတို့ခေတ်နဲ့သားတို့ခေတ်ကမတူတော့ဘူးနော်အဖေတို့ခေတ်မှာလှုပ်တဲ့ပုံစံအတိုင်းသားတို့ခေတ်မှာလိုက်လှုပ်လို့မရဘူးအဖေတို့ခေတ်မှာပြောတဲ့ပုံစံအတိုင်းသားတို့ခေတ်မှာပြောလို့မရဘူးနော်အဖေတို့ဘာမှမသိပါဘူးအသက်30ကျော်35ရောက်လာတဲ့အခါမှာမေးမနေတော့ပါဘူးပြောမနေတော့ပါဘူးပြောနေလဲအပူပါပဲမေးနေလဲအပူပါပဲအသက်35နှစ်က40ရောက်လာတဲ့ခါမှာကျွန်တော်တို့အဖေရှိကနေဖြတ်တောင်မလျှောက်တော့ကျွန်တော်တို့အဖေနဲ့မျက်နှာချင်းဆိုင်တော့ကျွန်တော်တို့မဆိုင်တော့အဖေရှိကဖြတ်လျှောက်လို့သူတခုခုပြောနေရင်ငါတခုခုပြန်ပြောလို့ပြဿနာဖြစ်လူလားငါတို့တော့အဲ့ဒါမလို့ဘူးကိုလို့ကိုဆက်လုံးမှာသူတို့ကစာအုပ်ကြီးတွေပါသူတို့ကတလန်းမောင်းတွေပါအသက်40ကျော်45ရောက်လာတဲ့အခါမှာအော်ဘာပဲမဆိုငါအဖေကိုတော့တစ်ခေါက်တော့အတိပေးလိုက်ပါမယ်လေဒီတစ်ခုတော့အကြံလေးမေးလိုက်ပါမယ်လေဒါလေးတော့ငါအဖေဟိုပြောပြလိုက်ပါမယ်လေဆိုပြီးတော့ကျွန်တော်တို့ပြောလိုက်မယ်အသက်45ကျော်ကနေ50ရောက်လာတဲ့အခါမှာအော်ငါအဖေရှိနေကွာအများကြီးတင်ယူစရာတွေရှိပါသေးတယ်ငါအဖေသာရှိနေမယ်ဆိုရင်ငါတို့အများကြီးအားဖြစ်စေတယ်ဒီနေ့ငါအဖေမရှိတော့ငါဒီလိုဘဝကိုရောက်ပါလားဒီနေ့ကျွန်တော်တို့တားတော်မောင်တွေအားလုံးကလုံးမိတဲ့အမားတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ရှိနေတဲ့အခါမှာကျွန်တော်တို့တန်ဖိုးမသိကြဘူးကျွန်တော်တို့တန်ဖိုးသိသွားတဲ့အခါမှာလဲကျွန်တော်တို့အဖေတွေကရှိမနေပြန်ဘူးဒါကကျွန်တော်တို့တားတော်မောင်တွေအားလုံးလုံနေတဲ့အလုပ်ပါဒီနေ့ကျွန်တော်တို့အဖေတွေကိုကျွန်တော်တို့အဖေတွေကျွန်တော်တို့ရှာကျွေးနေတဲ့အချိန်မှာကျွန်တော်တို့အဖေရဲ့လေတံနဲ့ဒီနေ့ကျွန်တော်တို့အဖေတွေကအသက်ကြီးလို့တားသမီးလှုပ်စာပြန်စားနေရတဲ့အခါမှာကျွန်တော်တို့လေတံတွေကအများကြီးကွာခြားပါတယ်ဒီနေ့ကျွန်တော်တို့နမတ်5ချိန်ဖတ်လိုက်ဒီနေ့ hash ကိုနှစ်တိုင်းသွားဖတ်လိုက်ဒီနေ့ကျွန်တော်တို့ကောင်းမှုကုသိုလ်တွေအားလုံးလုပ်လိုက်နောက်ဆုံးထွက်တဲ့အချိန်မှာတော့ကလီမာဖတ်လိုက်ပါအောင်မနေ့ပြန်ကယာမတ်နေ့မှာမိဘတွေရဲ့ခြေနှက်မှုမရှိဘူးဆိုရင်ဖန်ဆင်းရှင်ရဲ့ခြေနှက်မှုကိုလည်းရဖို့မရှိပါဘူးဒီနေ့မိဘတွေကိုဒုက္ခပေးပြီးတော့ကောင်းစားသွားတဲ့သားသမီးမျိုးလက်တွေ့ဘဝမှာမပြောနဲ့လူတွေစိတ်ကူးရင်ရိုက်ကူးထားတယ်ပုံဖော်ထားတယ်တရုပ်ဆောင်ထားတယ်ရုပ်ရှင်ထဲမှာတော့ကောင်းစားသွားတဲ့သားသမီးမရှိပါဘူးကျွန်တော်ပြောချင်တဲ့စကားဘာလဲဆိုရင်ကျွန်တော်တို့မိဘတွေရှိနေတဲ့အခါမှာတန်ဖိုးထားပါဒီနေ့ကျွန်တော်တို့အခက်ခဲဒုက္ခရောက်တဲ့အချိန်မှာလေကျွန်တော်တို့ ਨੇ ထပ်တူဝမ်းနဲ့ပြီးမဲ့ယောက်ျားသားတယောက်ကိုပြပါဆိုရင်အဖေကလွဲဘယ်သူမှကိုပြလို့မရဘူးဒီနေ့ကျွန်တော်တို့အဆင်ပြေသွားတဲ့အခါကျွန်တော်တို့ကြွယ်ဝချမ်းသာတဲ့အခါမှာကျွန်တော်တို့ကိုမနာလိုကင်းပြီးတော့ဂုံယူတဲ့ယောက်ျားသားတယောက်ကိုပြပါဆိုရင်လေအဖေကလွဲဘယ်ယောက်ျားသားကိုမှကျွန်တော်တို့ပြလို့မရဘူးဒီစကားကျွန်တော်ပြောတာအမှန်တရားပါအဲ့တော့အဖေရှိနေတဲ့အခါမှာတန်ဖိုးထားပါအဖေမရှိဘူးဆိုရင်လေကျွန်တော်တို့ဒီအဖေအတွက်ကိုကျွန်တော်တို့နိုင်တဲ့လောက်လူဒန်းပေးပါကျွန်တော်တို့ဘက်ကနေပြီးတော့ဖတ်ယူပြီးတော့အဖေကိုကောင်းမှုကုသိုလ်တွေပို့ပေးပါလို့ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ